ငါကြီးကျွန်တော်ကဒီနေ့အဲ့ရန်စာလို့ကျွန်တော်ဒီနေ့အလေးကျွေးပါဆိုပြီးတော့ခိုင်လေးစီမှာအလာတောင်းနေတောင်ပေါ်သားတယောက်ရှိပါတယ်ဒီတောင်ပေါ်သားကဘယ်လောက်ထိအပ်စာလဲဆိုလို့ရှိရင်ဒီနေ့မှ तू ပုံမရေးရလို့ရှိရင်မဖြစ်တော့တဲ့ပုံစံမျိုးပေါ့နော်အဲ့လောက်ထိအနေထားကြီး तू ကအပ်စာနေတာပေါ့နော်ခိုင်လေးကတော့ तू အမှန်တမ်းပြောလို့ရှိရင်တော့ तू မရေးပေးချင်ဘူးဘာလို့မရေးပေးချင်တာလဲဆိုလို့ရှိရင် तू ကအေးလဲမဝဘူးပြီးလို့ရှိရင်အယ်ကိုဟောလဲ तू မှတောက်ထားတယ်ဆိုတော့ခန္ဓာကိုယ်ကဝိနေတဲ့သူတရားဖြစ်တာကြောင့်မို့လို့ခိုင်လေးက तू မရေးပေးချင်ဘူးဒါကိုလည်းခိုင်လေးပြောတယ်ဒါပေမဲ့ तू ကဒီနေ့ကမှ तू ရဲ့နောက်ဆုံးနေလို့ဘာလို့လဲ तू ကပြောနေတဲ့ခါကျတော့ခိုင်လေးကလည်း तू စိတ်ချမ်းသာပါစေဆိုပြီးတော့အလေးနည်းနည်းပေးကျွေးတာပဲဖြစ်ပါတယ်ဆိုတော့ तू ရေးမဲ့ပုံကဘယ်နေရာမှာဖြစ်မလဲနောက်ပြီးတော့ဘာပုံဖြစ်မလဲဘယ်လောက်ထိပြီးမလဲဆိုတာကိုတော့အားလုံးပဲဒီဗီဒီယိုကိုအတူတူကြည့်ပေးပါတော့မှတက်တီခဲပေါ့နော်ဒါအခုဆိုလို့ရှိရင်တော့အခုချိန်တော့ဘာမှဖြစ်သေးဘူးတော့အရေးခံနိုင်သေးတယ်ဒါပေမဲ့ထပ်ပြီးတော့စိတ်ဝင်စားကြရမယ်ဘယ်နေရာရောက်တော့မှဘာထားဖြစ်နေလဲတော့အားလုံးပဲစိတ်ဝင်စားစွာနဲ့ကြည့်ပေးပါဦးအဲဒီတော့ရင်းနဲ့စိတ်လှုပ်ရှားနေလို့ပါတော့အားလုံးပဲမင်္ဂလာပါဒါခိုင်တို့ခုတော့နားလိုက်ပြီပေါ့နော်အချိန်ကတော့6နာရီထိုးတော့မယ်6နာရီထိုးတဲ့အချိန်မှာလည်းခုတော့နားလိုက်ပါလေဘာလို့လဲဆိုတော့သူလည်းအချိန်မရလို့ပေါ့နော်သူပြန်ရမှာလည်းနည်းဝေးတယ်ဆိုတော့အဲ့ဒါကြောင့်လို့ခိုင်တို့ဘလောက်နေပဲနားလိုက်ပါတယ်ချက်ကြည့်လိုက်ပါခိုင်တို့ဘာလေးပဲပြီးသွားတယ်ဆိုတာတော့ဒီပုံမှာတော့ 4 line လေးပေးထားတယ်ဒီကောင်တွေတော့ line ဒါ 5 line လေးရေးထားတယ်ပြီးရင် shade လေးထည့်ထားတယ်ကျန်တာတော့နောက်တစ်လနေခိုင်တို့ပြန်ရေးပါမယ်ဒါကတော့တစ်လခြားတစ်ခါတွေ့ရမယ်ပုံလေးပဲဖြစ်ပါတယ်ဒီပုံလေးလည်းအားလုံးမျက်စိတွေမှာမှတ်မိအောင်ကြည့်ထားပေးပါဒီကောင်လေးတောင်ပေါ်တာအရင်ကြော်တင်းတော့ပါโอเค